ကိုရီးယားဆိုရဆိုရမယ်နော်ဆိုရလာပြီကိုရီးယားတို့ရကလားပုံပြတ်သားပြီးတော့ကျွန်တော်တို့ဘုရားလာတယ်။ကိုဒီကူကသူရဲ့ကူကိုဝိဇ္ဇာကပြေတဲ့ပြေရဲ့ဘုရားကိုဖြစ်တာ။အဲဒီဝတိဟာဒီရဲ့တို့ရဲ့ကူသူရဲ့အချင်းချင်းနိုင်လို့ပဲတို့တို့ဆောင်ကြတယ်။ကိုရီးယားကိုရမနော်ခဏနေပရိသတ်တွေမှာတော့ဟုတ်ပြီ။ဝေးတော့မယ်ဟုတ်ကဲ့ပါလားဟေးဘုရားတော်ပြည့်တယ်။ဘာသာတော်ပြန်ကျင်နေမှာဆိုရသိမှပြီးတော့တယ်။ဒီမှာတော့ဒီကတော့ကဲအဆိုရဒူလူရနဲ့ညောဖာတော့ကြည့်စိတ်ကိုပွဲတော့တော့ကြည့်စိတ်ကိုပဲကြည့်ရအောင်โอเคကျွန်တော်တို့ဝတ်ကြည့်ပြီးတဲ့ကိမှာဖြစ်ပါတယ်ကျွန်တော်ဖားပြရမယ့်စိတ်လုံးနဲ့ခေါ်ပြမယ်ဟုတ်ပါပြီအနိဒဘက်မှာနေရာကြီးမှာပြီးထားပါတယ်နော်ကိုရီးယားတို့ရိုးရကလာဖြစ်တော်ပြမယ်အပြာတော့ဘက်မှာနေရာကြီးတို့ထားပြီးထားပါတယ်နော်နေရာကတော့သိပြီးဆိုရင်ပထမကြီးအိုးမယ်ရွာသားညောခွာနဲ့စောညာနဲ့ညောခွာဟိုဒီပါဗျာတော့မင်းတို့တမင်းနာသုံးပြီးစိတ်ကောဟောခင်ဗျာHey!
ပထမကြီးပြီးဆုံးခြင်းဖြစ်ပါတယ်ခင်ဗျာသူတော်ဝင်ကျွန်တော်တို့ဒီစီကြီးဘုရားတရားကိုတက်တာရှိနေပေးတယ်လို့